ကျွန်တော်တို့လူတော်တော်များများကဖက်ဆံတော့ရှာတယ်ဒါပေမဲ့အဲ့ဒီငွေကိုဘယ်လိုမျိုးသုံးရမလဲဆိုပြန်ပြီးတော့မသိဘူးမလို့ရင်းနဲ့ပို့ပြီးတော့အသုံးဖြုတ်လာတွင်တွင်းနေရတယ်အဲကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့ psychology of spending ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့အချက်လေးချက်ဖြည့်အသေးစိတ်နောက်မှာဖြစ်တဲ့အတွက်မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တောင်းဆိုပါတယ် number 1ကတော့နေ့နယ်1ကိုသူတို့ကတေချာမခွေးချက်တော့ဖြစ်တယ်ဘာဖြစ်ချင်တာလဲလိုချင်တာနဲ့လိုအပ်တာနဲ့ကိုသူတို့ကမခွေးချတော့ဖြစ်တယ်မိဆိုတော့တကယ်လိုအပ်တဲ့ဟာတွေဥပမာမိသားစုမှာဆိုစံစီစားတလက်စားတော့အဲ့ဒါကမဖြစ်မဖြစ်မိဖြစ်တယ်လိုအပ်တာတွေဖြစ်တယ်ဥပမာမိသားစုမှာကဝင်ငွေကအရင်နေတယ်ဒါပေမဲ့သူသားကအနေနဲ့ဖြစ်ဖြစ်သူကနေဖြစ်ဖြစ် personal နဲ့ဖြစ်ဖြစ်လိုချင်တဲ့ဟာတွေ iPhone အကောင့်စားတယ်ကောင်းအကောင့်စားဝယ်ရှင်လို့ရှိရင်ကိုယ့်ရဲ့ငွေနဲ့ကိုယ့်ရဲ့လက်စာနဲ့ကလုံးဝအဆင်မပြေဖြစ်တယ်။ဒါကြောင့် PC တစ်ခုကိုမဝယ်တော့မယ်ဆိုရင်ဒီ PC ငါဝယ်လိုက်လို့ရှိရင်ငါ personal ရောငါမိသားစုအတွက်ကကိုဘာအကျိုးပေးမလဲကိုယ့်အတွက်ကိုဘာအကျိုးပေးမလဲဆိုတာကိုယ်ဆိုရင်တေချာလေးသိဖို့လိုအပ်ပါတယ် True marketing ကကျွန်တော်တို့ရဲ့ emotion ကိုဝေစေချင်တယ်ပေါ့နော် emotion ကိုဝေစေချင်တော့ကျွန်တော်ကကျွန်တော်တို့ shopping mall သွားတယ် store ဆန်သွားတယ် grocery ဆန်သွားလိုက်လို့ရှိရင်အလားပါကောင်းကောင်းလုပ်တယ် 50% discount ပေးတယ် 25% 10% သူတို့ discount ပေးတယ်သူတို့ရေးတာကိုကျွန်တော်မြင်တဲ့ခါကျရန်ရေးချိုတာပဲအရင် discount ပေးတာပဲဆိုပြီးတော့တခါတလေတည်းကျွန်တော်တို့ကဝေချင်မိတယ်အဲ့ချိန်ကျရင်ကျွန်တော်တို့ကလိုအပ်တာလားလိုချင်တာလားကျွန်တော်တို့မခွေးချတော့ဘူးတန်းပြီးတော့ဝေပလိုက်တာပေါင်းဆန်သွားတာဖြစ်ဖြစ်အဲ့လိုလို့ရှိရင်ဘာပြဿနာဖြစ်လဲငွေကြေးပြဿနာကျွန်တော်တို့မှာပြန်ပြီးတော့ရှိလာဖြစ်ဒါကြောင့်မလို့ PC တခုကိုဒီလိုဒါ company ပိုင်ရှင်တွေဒီ mall တွေ store တွေကသူတို့မှာတော့သူတို့ဆွေးဆောင်မှာသူတို့အပိုင်းပဲငါကိုအနေနဲ့ဒါမျိုးကိုသိချင်လေနားလေဖို့တေချာလေးကိုထင်ဖို့လိုအပ်ပါတယ်3မှာကျတော့ social media ရဲ့ comparison က finding ကိုအတုံးစိတ်ကိုတိုးစေတယ်တို့ချင်တာကကျွန်တော်တို့ social media မှာကျွန်တော်မြင်နေရတာကတော့ intermittent celebrity ကတော့သူတို့ west မှာပဲတို့ကဘာကြောင့်လဲသူတို့ social media ခေတ်မှာသူတို့ညဝက်လဲလဲတို့ပင်စင်လဲလဲတိုးပြီးတော့ပြန်ပြီးတော့ percent တွေတို့ရားလေလေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့တာမန်လူတွေကျွန်တော်တို့လူမျိုးလူတွေကသူများနဲ့ like ပြီးတော့ပြန်ပြီးတော့ဝက်မယ်ဝက်စားမယ်ဆိုရင်ငွေသုံးပြီးတော့ဝက်စားမယ်ဆိုရင်အလကားတတစ်ဖြစ်တယ်။တော့ income မတူကျွန်တော်ဝင်ငွေမတူသူတို့ကြတော့ပို့ပြီးတော့ရမယ်။ဒါမှမဟုတ်ဥပမာကကိုကဒီဖုန်းအကောင့်စားတစ်လုံးဝယ်လိုက်တယ် content လုပ်ဖို့ video editing ကောင်းကောင်းလုပ်ဖို့ဒါမျိုးတွေသူများပြန်ပြီးတော့မျှဝေဖို့လုပ်မယ်ဆိုတော့အဲ့ဒါကိုပြန်ပြီးတော့ပတ်စံပြန်ပြီးတော့ဝင်ငွေမဲ့အရာဖြစ်တယ်။မဟုတ်ဘဲနဲ့အချင်းတက်ကုန်မင်းဟာတွေအလကားဖြစ်စေမယ့်ဟာတွေကွာတက်ဝယ်လို့ရှိရင်ကိုယ့်အတွက်ငွေအလကားသုံးဝင်တူပါပဲ။အဲကြောင့်သူတို့မှဒါရှိတယ်ငါမှလည်းဒါရှိရမယ်ဆိုတဲ့ဟာတွေနဲ့ရှောက်ပြီးတော့မဝေဖို့ကအလွန်ကြီးချိပါတယ်။လေးမှာကြတော့အဲ့ဒီမတိုင်ခင်မှာ push လုပ်မဲ့ကိုငွေမသုံးခင်မှာကိုစိတ်ကိုအမေရိကန်တားမဲ့အတိပေးမဲ့အရာတစ်ခုကိုလုပ်ထားပါဥပမာဒီ၄ချက်ဒီ၃ချက်ကိုမဆွေးနေသိထားပါဒီပစ္စည်းငါဝယ်လို့ရှင်တကယ်လို့အပ်လားငါပချင်းနဲ့ရောတတ်နိုင်လို့လားအဲ့တော့ဒီပစ္စည်းငါဝယ်လဲလို့ရှင်ငါတကယ်တိုးတက်မှုရှိမှာဆိုတော့မေခွန်း၃ချက်ကိုကမေးပြီးတော့ yes ပြီလို့ရှင်တော့ဟုတ်ကဲ့ဆိုရင်တော့ဝေပလိုက်ပါအကျိုးဖြစ်ဆိုရင်တော့ဝေပလိုက်ပါဒီနေ့ရဲ့အခန်းစာမှာတော့ငွေကိုမထင်းနိုင်တာထက်ကိုယ်စိတ်ကိုမထင်းနိုင်တာကငွေကြေးသုံးရမှာအဓိကပြဿနာဖြစ်ပါတယ်ဒါကြောင့်မလို့ငွေကြေးစီကန်းဆိုတာကဖတ်ဆိုင်မတုံချင်းကိုဆိုလိုတာမဟုတ်ပါဘူးဘယ်အချိန်မှာသုံးသင့်လဲဘာအတက်သုံးသင့်လဲဘယ်လောက်သုံးသင့်လဲဆိုတာကိုသိချင်းကပို့ပြီးတော့အရေးကြီးပါတယ်ကျွန်တော်ကတော့ဘယူကွန်ဖြစ်ပါတယ်နေ့စဉ် business နဲ့ marketing နဲ့ finance နဲ့ပတ်သက်ပြီးတော့ book summary နဲ့ပတ်သက်ပြီးတော့အဓိကမျှော်ပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ YouTube နဲ့ Facebook channel လေးကို like follow like subscribe လုပ်ပေးဖို့အားလုံးကိုလည်းတောင်းဆိုပါအားလုံးကျေးဇူးတင်ပါတယ်